အားလုံးပဲမင်္ဂလာပါ Jackie Football Channel နဲ့ကြိုဆိုပါရစေကျွန်တော်အခု sharing လုပ်ပေးချင်တဲ့ exercise လေးကတော့ကျွန်တော်ကစားသမားအများစုကြုံတွေ့နေရတဲ့ do injury မဖြစ်အောင်လေ့ကျင့်လို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဘက်က like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် comment အောက်မှာ link လေးချတာပေးမှာဖြစ်ပါတယ် like and subscribe လေးလုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်